တို့ကပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကိုဘလို့မှမလွန်ဆန်နိုင်ဘူးအတူခိုးကလည်းအလွန်မှမြန်တဲ့အမျိုးအစားလူဆိုတဲ့အမျိုးအစားကကိုစိတ်ထဲကအတူခိုးလိုက်တယ်လို့မသိလိုက်ခင်မှာကိုပဲအတူကခိုးပြီးသားနော်ဒါစိတ်ပညာရှင်တွေပြောထားတာအများကြီးရှိတယ်ဟုတ်လားထားတော့အဲ့တော့ပြောရင်တာကဘာတော့မိမကျူးမယ်အရက်ကျူးမယ်လောင်ကစားကျူးမယ်မိတ်ဆွေပြက်ရှိမယ်ဆိုရင်ဘာဖြစ်နေပြီတော့အဖြစ်တွေဝင်နေပြီနော်ထွက်ပေါက်တွေဘာဖြစ်နေတော့အားကောင်းနေပြီဘလောက်ပဲရှာနိုင်ဘလောက်ပဲအစွမ်းစားတွေရှိဒီဘက်ကရိုးပေါက်ကြီးကအကျယ်ကြီးဖြစ်နေမှတော့ဘာဖတ်တယ်ဟုတ်တော့ဘာမှဖတ်မတင်တော့အဲ့ဒါပြစ္ဆုတ်ပံကြီးပွားကြောင်းချမ်းသာကြောင်းတရား၄မျိုးကိုအဲ့လိုမြတ်စွာဘုရားစိတ်ရှိလေးရှိဟောတယ်တရားကဒီတင်ပြီးပြီလားမပြီးဘူးတရားတောင်းတဲ့လူကဘလို့တောင်းထားတာတော့သေရအောင်မှာသေပြီးတဲ့နောက်မှာလဲဘဝတစ်ခုကဆက်ပြီးတော့ဖြစ်အောင်မှာအဲ့ဒါကြောင့်မလို့ဆက်ဖြစ်မဲ့ဘဝမှာကောင်းမွန်ခြင်းနဲ့ချမ်းသာခြင်းနဲ့အဆင်ပြေခြင်းနဲ့မနေ့ဖြန်ဆိုတာသေချာပေါက်တွေးကြုံရမှာဖြစ်တယ်လို့နောက်ဘဝဆိုတာသေချာပေါက်တွေးရမှာနော်အဲ့ဒါကိုနည်းနည်းယုံကြည်ရလားကိုပြန်မေးခွန်းထုတ်အဲ့ဒီကိစ္စကိုနည်းနည်းယုံကြည်သလားမေးခွန်းထုတ်ရမယ်နော်အဲ့ဒီကိစ္စကိုမယုံကြည်ဘူးဆိုရင်ဘာသာရေးကဘာမှကိုလုံနေကြအကြောင်းမရှိဘူးလာမဲ့အနှစ်30 40ကိစ္စနဲ့တို့ဘလို့နေနေဘာဖြစ်ဘာမှသိအရေးမကြည့်ဘူးဟုတ်လားပြဿနာကဘဝကသေးပြီးရင်မပြီးလို့ပြဿနာဖြစ်နေတယ်သေးပြီးရင်မပြီးဘူးကိုကဘလို့ထင်းသဘာဝတရားပြီးကိုမပြီးဘူးအရင်ဘဝကဘဝတစ်ခုခုမှာဖြစ်ခဲ့ပြီးတော့အဲ့ဒီဘဝပျက်စီးပြီးတော့ဒီဘဝဆက်ဖြစ်တာလို့အဲ့ဒီအမှန်တရားကိုယုံကြည်တယ်မဟုတ်လားအဲ့လိုယုံကြည်တဲ့လူကကဘာမှာနည်းနည်းလေးတို့ဟာဒီဘဝမှာစဖြစ်လာတယ်ဆိုတာအရင်ဘဝတစ်ခုကပြက်ပြီးတော့ဒီဘဝဆက်ဖြစ်တာလို့တို့ကအဲ့လိုယုံကြည်ထားတာဟုတ်တယ်မဟုတ်လားကဘာမှာရှိတဲ့လူအများစုကြီးကအဲ့ဒီလိုယုံကြည်တာမဟုတ်ဘူးဘဝတွေဘာလို့ဖြစ်နေအောင်ဆိုဘဝတွေကဖျားဖန်ဆင်းတာလို့ဖြစ်တာလို့ယုံကြည်တာဒါသူတို့ယုံကြည်မှုကိုပုတ်ခတ်တာမဟုတ်ဒီလိုယုံကြည်တယ်ဒီလိုယုံကြည်နေကြတယ်လို့ပြောတာမှန်တယ်မှားတယ်ဝေဖန်တာမဟုတ်ဒါပေမဲ့ဘုံဘုံတို့ကအဲ့ဒီယုံကြည်မှုထဲမှာပါသလားအပါဘူးတို့ဖျားဖြစ်တယ်ဖျားဒါဒီနေ့ကစုံလာပြည့်လို့နေမျိုးမှာဖျားဖြစ်ခဲ့တယ်ယုံကြည်ထားကြတယ်နော်ဖျားဖြစ်တော့မြတ်စွာဘုရားဖျားဖြစ်မဲ့ညမှာပုဗ္ဗေနိဝါဒနုဒတိညာဒိဗ္ဗစက္ခုညာအတဝခယညာဆိုပုဒိအဝိဇ္ဇာ၃ပါးကိုရတယ်လို့တို့ကယုံကြည်ထားအဲ့ဒီညာ၃ပါးထဲမှာပုဗ္ဗေနိဝါဒနုဒတိညာဆိုတာဘာကိုပြောတာတော့ဖြစ်ခဲ့ပြီးသားဘဝအစဉ်ကိုပြန်လဲအောက်မေ့သိနိုင်မြင်နိုင်တဲ့ညာမနေ့တုန်းကငါဘယ်နာမှာဘယ်သူနဲ့ဘလို့စကားပြောတော့ဘလို့တွေဘာတွေလုပ်ခဲ့တာလို့သိသလိုမျိုးအရင်ဘဝတွေကိုပြန်ပြီးတော့သိဘုံဘုံတို့သိသလားဒါပေမဲ့တချို့လူဝင်သားတွေရှိရနော်စိတ်ဝင်စားတဲ့အရန်ကောင်းတယ်ဒီကိစ္စကဘုံဘုံတို့ရဲ့ဘာသာတရားမှာအခြေခံအကြဆုံးသိထားရမယ့်အမှန်တရားပဲငါဟာအခုမှဘဝကနေထဖြစ်လာတာမဟုတ်အရင်ဘဝပေါင်းများစွာကိုနော်ဖြစ်ပေါ်ပြီးတော့ပျက်စီးပြီးတော့ဖြစ်ပေါ်ပြီးတော့ပျက်စီးပြီးတော့တနည်းအားဖြင့်မွေးတယ်သေတယ်မွေးတယ်သေတယ်ဒီနည်းနဲ့လာခဲ့တာအခုဘာဖြစ်တော့မွေးတယ်ဆိုတဲ့မွေးတာနဲ့သေတာရဲ့ကြားမှာနေတယ်ဆိုတဲ့အခန်းထဲမှာဘာဖြစ်နေတော့ရောက်နေတယ်ဆိုတာကြီးကအမြဲထားပါလားသေတယ်ဆိုတာကြီးကလာမှာနော်ဘယ်ချိန်လာမလဲလို့ဘယ်သူသိတယ်လဲဘာလို့မသိတာလဲဆိုတော့လူဝါကြီးကိုနေဖို့အတွက်အချောင်းတရားတွေဘလောက်လုတ်ခဲ့တယ်ဆိုတာကိုမသိနိုင်လို့အချောင်းကိုမသိလို့အကျိုးကိုမသိနိုင်ဘူးဥပမာရေဦးတဲ့ရေကိုတစ်ခွက်ပြီးတစ်ခွက်ခတ်တောက်တယ်ဒီရေဘယ်တော့ကုန်မလဲလို့မေးတယ်ဆိုရင်ဘလို့ဖြေမလဲဒီရေဦးထဲမှာအစတွေကစရေတွေဘလောက်ရှိသလဲဆိုတာကိုသိမှရေပဲချိန်ကုန်မလဲဆိုတာကိုသိနိုင်တယ်ဟုတ်တယ်မဟုတ်လားခုလူတိုင်းရဲ့ဘဝရေဦးထဲမှာဒီဘဝမှာနေဖို့အတွက်အကြောင်းတရားတွေကတခုဖြစ်တဲ့ကံတရားဘလောက်ထည့်ခဲ့တယ်လို့ဘယ်သူမှမသိဘူး။နောက်ဖျောင်းနိုင်လေးတွေထွန်းထားတယ်ဘယ်ဖျောင်းနိုင်ကဘယ်အချိန်မှငိမ့်မှလဲလို့မင်းဟာဘယ်ဖျောင်းနိုင်ကဘလောက်ရှည်သလဲဆိုတာကိုအရင်ပြောအောင်လို့ပြောရလိမ့်မယ်။ဟုတ်တယ်မဟုတ်လား။ဘယ်ဖျောင်းနိုင်ကဘလောက်ရှည်မှမသိဘဲနဲ့ဘယ်ဖျောင်းနိုင်ကအရင်ငိမ့်လိမ့်မယ်ဘာမှပြောလို့မရ။ဒါပေမဲ့ဘဝဆိုတာကအလဲအရင်အလွန်မှစမ်းကြယ်ဖျောင်းနိုင်အရှိကြီးရှိလဲငိမ့်သွားတယ်။ဘာလို့ငိမ့်သွားလေတိုင်းလို့ဓမ္မမဟုတ်မလို့ခြင်းတော့လို့နှိမ့်သက်လိုက်လို့လူဘဝမှာလည်းပဲနေဖို့ကံတရားတွေရှိသေးတယ်တက်တန်းတွေရှိသေးတယ်သို့တော့ရုပ်တရက်ဥပ္ပစေတကကံဖြတ်လို့သေရတာတွေမရှိဘူးလားစမ်းကြယ်နော်အဲ့တော့ပြောရင်တာကဘာတော့
အရှင်ဘဝတွေဖြစ်ခဲ့တယ်ဆိုတာကိုယုံကြည်တယ်နော်အဲ့လိုဆိုရင်ဘဝဟာသေးပြီးရင်မပြီးဘူးနောက်ဘဝဆက်ဖြစ်လိမ့်မယ်ဆိုတဲ့အမှန်တရားကိုလည်းပဲယုံကြည်ပြီးသားဖြစ်သွားတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်မလို့ဘုံဘုံတို့တွေဟာဘဝတန်တရားမှာစိတ်ကောင်းနှလုံးကောင်းဆိုတဲ့ကံတရားကောင်းကိုမထူထောင်မင်းနဲ့သွားရင်အလွန်ဆင်းရဲလိမ့်မယ်လို့နားလည်ထားတဲ့အတွက်ကြောင့်အရှိကြည့်ပြီးတော့ကိုယ်စိတ်ကလေးကိုကောင်းအောင်တနည်းအားဖြင့်ကိုယ့်ရဲ့ကာယကမှုဝစီကံမှုကိုကောင်းအောင်ဘုံဘုံတို့မလုပ်ကြရတော့ကြိုးစားကြရတယ်သိပြီးကြတဲ့ဆိုရင်ဘာမှလေးလေးနက်နက်ကြီးဆက်ပြီးတော့တွေးနေစရာလုပ်နေစရာအကြောင်းကိုမရှိဘူးသဘောပေါက်ရဲ့လားအခု